အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ V1 ဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ Starlight ကတကက်တယ်နဲ့ကျွန်တော်တို့ Starlight စကင်2កောင်ရမယ်ဘက်အရာပေါ့နော်ဘက်အရာလို့ပဲပြောရမှာပါအဲ့ဒီဘက်အရာကိုကျွန်တော်တို့50လောက်ပဲမှန်းလိုက်ဗျာ100%တော့မဖြစ်နိုင်ဘူးဒါပေမဲ့လည်းကျွန်တော်စမ်းကြည့်အောင်ပါပေါ့နော်ဒါကျွန်တော်စဉ်းစားမိလို့ bra တို့share ပေးတာဖြစ်ပါတယ်ဆိုတော့ဘယ်လိုလုပ်အောင်လဲဆိုရင်အခု Obsidian ဆိုတဲ့ hero ရဲ့ skin ပေါ့နော် Starlight skin ထွက်နေတယ်အဲ Starlight ပြီးတော့နောက်တစ်လပေါ့နော်6လပိုင်းတရက်နေ့အဲ့ဒီရက်နေ့ရောက်ပြီးကျွန်တော်တို့2နာရီခွဲပြီးပေါ့နော်2နာရီခွဲပြီးတဲ့အထိ Starlight ကျမှနေပါကျွန်တော်ဟိုလူကြီးတရက်လုံးကြီးတော့နေခိုင်းရမဟုတ်ဘူးပေါ့နော်အဲ့ Starlight ဆို2နာရီမခွဲခင်လေးဝင်ပါပြီးတော့2နာရီခွဲပြီးမြန်မာနိုင်ငံမှာ2နာရီခွဲပေါ့နော်တခြားနိုင်ငံတွေထိုင်းတို့မလေးရှားတို့ဆိုရင်တော့3နာရီခွဲ3နာရီထူးရှိမှာပေါ့ထိုင်းတို့3နာရီထူးကြာရင်အဲ့တရက်စာပြီးရလေဆိုတော့အဲ့မှာ2နာရီခွဲဝင်ရဗျာဘာလို့2နာရီခွဲဝင်မပြောင်းဘူးလဲလို့ပြောရင်ပေါ့နော်မတော်မှာဘက်ရာတခုရှိတယ်အခုနောက်တော့ Obsidian skin က6လမဲ့တရက်နေ့2နာရီခွဲဆိုရင်တခြား skin ပြောင်းအောင်မယ်ဗျာဒါပေမဲ့အဲ့ဒီထဲမှာပဲကျွန်တော်တို့ရဲ့ in game တွေက Starlight ထဲမှာကိုကရှိနေတယ်ဆိုရင်အဲ့ဒီဟာမပြောင်းဘူးပေါ့နော် Obsidian ပဲဖြစ်နေတယ်အဲ့ဒီချိန်မှာရော Starlight တကယ်ဖွင့်လိုက်ပြီးတော့ Obsidian skin ကိုယူပြီးတော့ကျွန်တော်ပြန်ထွက်လိုက်ပေါ့နော်ပြန်ထွက်ပြီးတော့ပြန်ဝင်ကြည့်ရင်အဲ့ဒီမှာနောက်ထပ် Starlight skin လာတဲ့ချိန်မှာလဲStarlight ကပွေပြီးသားဖြစ်နေလားဆိုတော့ကျွန်တော်တို့ကြည့်ရမယ်ဗျာအဲ့ဒါဆို skin 2កောင်ရမှာဗျာအဲ့လိုပဲအဲ့ဒါရှင်းလာတော့မသိဘူးဗျာ brother တို့ကျွန်တော် giveaway တစ်ခုပေးမှာဗျာ Starlight normal ကတ်ပေးမှာဒါပေမဲ့ brother တို့မပျော်ပါနဲ့ဘူးဗောနော်ကျွန်တော် original server မှာမပေးနိုင်သေးဘူးဗျာအဲ့အတွက် advanced server မှာပဲပေးမှာဆိုတော့ advanced server ဆော့နေတဲ့လူတွေကျွန်တော်ဒီအောက်မှာ ID မှတ်ခဲ့ပါကျွန်တော် giveaway ပေးပါမယ်ပြီးတော့ brother တို့အကောက်ကိုကျွန်တော်လာအပ်ပါတယ်ဗောနော်ကျွန်တော်ရဲ့ game ကောက်တော့မယ် edit by V1 လို့ရေးတာဗောနော်ကျွန်တော်နောက်မှာပါတယ်ဗျာတော့အဲ့ဒီကောက် brother တို့အဲ့လိုက်ဗောနော်ပေါက်တဲ့လူကတော့ကျွန်တော်ဒီအောက်မှာ ID လေးပဲမှတ်ဗောနော် server ID မှတ်ဆက်မလို့ပါဘူးတော့ ID မှတ်ထားကျွန်တော်အမှမဲဖောက်ပေးပါမယ်မဲဖောက်ပြီးတော့အဲ့ဒီ post ကိုလည်းကျွန်တော်တင်ပေးမယ်ပေါ့နော်တော့ကျွန်တော် channel subscribe လုပ်ထားဖို့လိုပါတယ်ကျွန်တော် subscribe လုပ်ထားလားမလုပ်ထားလားကြည့်လို့ရပါဘောနော် brother တို့တော့ပြန်ဖြုတ်လိုက်လားပြန်ပြီးတော့ subscribe ပြန်လုပ်လိုက်တာလည်းကြည့်လို့ရပါတယ် subscribe တာလုပ်ထားလိုက်ပါ brother တို့ဘာမှမဖြစ်ပါဘူး brother တို့ဟိုလိုကျေးဇူးနဲ့ပြန်ဖြုတ်တာတို့ဘာလို့မလုပ်ပါနဲ့ဒါပေမဲ့ brother တို့လုပ်လက်ခွင့်ပါဒါဆိုတော့ဘိုင်းမယ်ပါ brother